e-able run ရင် broker ကခွင့်ပြုလားသိရင်ဘန်းလာတဲ့ဟုတ်ကဲ့ပါ brother e-able run မယ်ဆိုရင် broker တွေကခွင့်ပြုပါတယ်သိရင်လည်းမဘန်းပါဘူး e-able run လို့မရဘူးဆိုတဲ့ broker အဲ့ဒီ broker scammer ဖြစ်ပါတယ်တခုသတိထားမှာကိုယ့်ရဲ့ EA ကအမျက်အရန်ကျန်းနေတယ်ဆိုရင်ကိုယ့်ရဲ့ EA ကိုလွှတ်မထားပါနဲ့စောင့်ကြည့်ပေးပါဘာဖြစ်လို့လဲဆိုရင် broker တွေက control လုပ်နိုင်ပါတယ်ကို EA ကဖွင့်လိုက်တဲ့ order တွေကို broker ကပိတ်ပစ်တာတို့အကောက်ပြောင်းလုပ်တာတို့အဲ့လိုမျိုးတွေလုပ်နိုင်ပါတယ်နောက်တစ်ခုရှိတာက EA အမျက်ကျန်းလွန်းရင်အမျက်ထုတ်မပေးတဲ့ broker တွေပါရှိပါတယ်အဲ့ဒါကတော့သူတို့ဟိုစီးကန်းနဲ့မညီဘူးဒီစီးကန်းနဲ့မညီဘူးဆိုပြီးတော့အကြောင်းပြချက်အမျိုးမျိုးပေးပြီးတော့အမျက်တွေထုတ်မပေးတာတွေရှိပါတယ်ကျွန်တော်တို့လည်းကြုံတွေ့ခဲ့ရပူပါတယ်အဲဒါကြောင့် e-ball run မယ်ဆိုရင် broker တေချာရွေးချယ်တာကောင်းပါတယ်အမျက်အရန်ကျန်းလို့ထုတ်မပေးတဲ့ broker ရဲ့နာမည်တော့ကျွန်တော်ထုတ်မပြောတော့ပါဘူး e-ball run ကျင်တဲ့စိတ်ချတဲ့ broker လည်းရှာနေရဆိုရင်တော့ကျွန်တော်စီလာဆက်သွယ်လို့ရပါတယ်ကျွန်တော်မှာ e-ball runner လက်ခံတဲ့ broker ရှိပါတယ်အဆင်ပြေပါတယ်ကျွန်တော်လည်း run နေရပါတော့ကျွန်တော်စီမှာပဲအကောက်ဖွင့်ပြီးတော့ e-ball run လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်